ဒါဆိုလို့ရှိရင် database တစ်ခုကိုတို့တွေကဖန်တီးတော့မယ် database တစ်ခုဟုတ်ကိုဖန်တီးတော့မယ်ဆိုလို့ရှိရင်တို့တွေကဘယ်လိုမျိုးဖန်တီးမလဲပေါ့နော်ဒါဆိုရင် MySQL web branch မှာတို့တွေက database တစ်ခုဖန်တီးတော့မယ် database တစ်ခုဖန်တီးတော့မယ်ဆိုရင်ရေးရမယ့် query က create database ဒါသူ့ရွေးရမယ့် ဟုတ် query ပေါ့နော် create database က keywords ဖြစ်တယ်ပေါ့နော်အနောက်ဘက်မှာ ဟုတ် database name ရေးပေးရမယ် database name ကကြိုက်တာပေးလို့ရတယ်ကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်ဒါဆိုလို့ရှိရင်ဟုတ်အဲ့ဒီနာမည်နဲ့သူက database တစ်ခုကို create လုပ်ထားပေးမယ်ပေါ့နော်ဒါဆိုအခုလက်ဟုတ်ရှိက customer လို့သုံးထားတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ database နာမည်ကိုသူက customer ဆိုပြီးတော့မှပြပေးမယ်ပေါ့နော်အဲ့ဒီအတိုင်းပဲသူက ဟုတ် database တစ်ခုကို create လုပ်ထားပေးမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီနေရာမှာဘာတစ်ခုသတိထားပေးရမလဲဆိုလို့ရှိရင် database name ကကြိုက်တာနာမည်ပေးလို့ရတယ်ဆိုပေမဲ့သူ့မှာ rule လေးတွေရှိတယ်ဥပမာအဖြစ် ဟုတ် space ထားလို့မရဘူးပြီးသွားပြီဆိုလို့ရှိရင်စာလုံးအကြီးအသေးပေါ့နော် capital letter small letter လေးတွေကိုမှတ်ထားပေးရမယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီအတိုင်းကိုပြန်ခေါ်ပြီးတော့မှရှုပ်သုံးပေးရမယ်ပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ set ထဲမှာဒီကိုယ့်ရဲ့ software ထဲမှာ database စုစုပေါင်းဘယ်နှခုရှိလဲသိချင်တယ်ဒါဆိုစုစုဟုတ်ပေါင်း database ဘယ်နှခုရှိတယ်လဲသိချင်တယ်ဆိုရင် show database ဆိုပြီးတော့မှ query ရေးပေးရမယ်အဲ့ဒါဆိုလို့ရှိဟုတ်ရင်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ set ထဲမှာ query ဒီ database ပေါ့နော်ဘယ်နှခုရှိတယ်လဲဆိုပြီးတော့မှ output return အနေနဲ့သူကပြပေးမယ်ပေါ့နော်ဟုတ်ဒါဆိုရင်ကိုယ့်ရဲ့ set ထဲမှာရှိတဲ့ database ကိုပြန်ဖြတ်ချင်တယ်ဒါဆိုကိုယ့်ရဲ့ set ထဲမှာရှိတဲ့ database ကိုပြန်ဖြတ်ချင်တယ်ဆိုရင်သုံးရမှာက drop database ပြီးသွားရင်အနောက်ဟုတ်ဘက်မှာကိုဖြတ်မဲ့ database ရဲ့နာမည်ကိုရေးပေးရမယ်အဲ့ဒီခါကြာလို့ရှိဟုတ်ရင်ကိုယ့် set ထဲမှာရှိတဲ့ database ကိုသူကဖြတ်ပေးလိုက်မှာပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်နောက်တစ်ခုကကြာရင် bucket database ဒါဆိုကိုယ့်ရဲ့ database မှာ data တွေကအများကြီးသိမ်းထားတယ်ဒါဆိုအဲ့ဒီ data တွေအများကြီးသိမ်းထားတာဖြစ်တဲ့အတွက်အဲ့ဒီသိမ်းထားတဲ့ database တွေကိုတို့တွေက backup လုပ်ထားခြင်းတယ်အမှန်တကယ် backup လုပ်ထားမှလည်းအဆင်ပြေမယ်။ဘာဖြစ်လို့လဲဆိုရင် data တွေကအများကြီးသိမ်းပါလေ။ data တွေကအဟုတ်ကြောင်းတစ်စုံတစ်ရာကြောင့်ပြတ်သွားတယ်ဆိုရင်အစားအနစ်ပြန်ထည့်နေရမှာပေါ့။ဒါဆိုလို့ရှိရင် data တွေဘာလုပ်လို့ရလဲဆိုရင် backup လုပ်လို့ရတယ်ပေါ့နော်။ဒါတွေဆို data တွေကို backup လုပ်မယ်ဆိုရင် backup database ပြီးတော့ရင်အနောက်ဘက်မှာ database name ဘယ် database ကိုတော့ backup လုပ်ချင်တာလဲအဲ့ဒီ backup လုပ်ချင်တဲ့ database name ရေးပေးရမယ်။ပြီးတော့ရင် to disk equal to လို့ရေးပေးရမယ်။အနောက်ဘက်မှာ ဟုတ် file ပတ်လည်ကြောင်းထည့်ပေးရမယ်။ကိုကဘယ်နေရာမှာသွားပြီးတော့မှ backup လုပ်ထားချင်တာလဲအဲ့ဒီ backup လုပ်ထားချင်တဲ့ file ပတ်လည်ကြောင်းကိုရေးပေးရမယ်။ဥပမာအဖြစ်ထားပါတော့C အောက်ထဲမှာရှိရဲ့ folder တစ်ခုပေါ့နော်အဲ့ဒီ folder ရဲ့အောက်မှာသိမ်းမယ်။ဒါမှမဟုတ်ဆို D အောက်ထဲမှာရှိရဲ့ folder ရဲ့အောက်မှာသိမ်းမယ်အစရှိသဖြင့်ပေါ့နော်ကိုသိမ်းချင်တဲ့နေရာရဲ့ file ပတ်လည်ကြောင်းကိုရေးပေးရမယ်။အဲ့ဒီခါကြာလို့ရှိရင်သူက database ကိုသွားပြီးတော့မှ backup လုပ်ထားပေးမယ်ပေါ့နော်။ဒါဆိုလို့ရှိရင်အခုနတုန်းကတင်လိုက်တဲ့ query တွေကိုစက်နဲ့ run မယ်ပေါ့နော် software ထဲမှာထည့်ပြီး run မယ်ဒါဆိုလို့ရှိရင် software ကိုစစချင်းဖွင့်လိုက်တဲ့အခါကြာလို့ရှိရင်ဒီလိုပုံစံမျိုးပေါ်လာမယ်ပေါ့နော် MySQL web branch ကိုဟုတ်တင်ဖွင့်လိုက်ရင်ဒီလိုပုံစံမျိုးပေါ်လာမယ်အဲ့ဒါဆိုပေါ်လာပြီဆိုလို့ရှိရင်တို့တွေကဒီမှာအရင်ဆုံးရှိတဲ့ localhost ကို click နေမယ်ပေါ့နော်ဟုတ်ဒါဆိုရင် localhost ကို click နှိပ်လိုက်တဲ့အခါကြာလို့ရှိရင်သူကပွင့်သွားမယ်ပေါ့နော်ပွင့်သွားပြီးသွားပြီဆိုလို့ရှိရင်သူက query ရေးတဲ့စီကိုရောက်သွားမယ်နော်ဟုတ်ဒါဆိုလို့ရှိရင် query ရေးတဲ့စီကိုရောက်သွားပြီဆိုလို့ရှိရင်သူကနှစ်မျိုးသုံးလို့ရတယ်ပေါ့နော် shortcut လည်းသုံးလို့ရတယ်ပြီးသွားပြီဆိုလို့ရှိရင် query ရေးပြီးတော့လည်းသုံးလို့ရတယ်ဒါဆိုလို့ရှိရင်အရင်ဆုံး shortcut ကိုပြောပြမယ်ပေါ့နော်ဒါဆို shortcut ကိုဟုတ်သုံးဆိုလို့ရှိရင်အပေါ်မှာရှိတဲ့ပုံတွေထဲကမှ database ပုံ click နှိပ်ပေးရမယ်ဒါဆို database ပုံ click နှိပ်မယ်နော်ဟုတ်ဒါဆိုရင်အဲ့ database ပုံကို click နှိပ်လိုက်လို့ရှိရင်သူကအဲ့ဒီနေရာမှာ name ထည့်ဖို့အကွက်ပေးမယ်ဒါဆိုဒီမှာ database name ထည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အခုလက်ရှိ name တစ်ခုထည့်လိုက်မယ်နော်ဒါဆိုလို့ရှိရင်ဒီမှာ success လို့ထည့်လိုက်မယ်နော်အဲ့ဒီမှာတခုသတိထားပေးရမှာလေနာမည်တူရမရအောင်ငကိုကဒီ success နဲ့တို့မှာရှိနေပြီးသားအဲ့ဒီခါကြာလို့ဟုတ်ရှိရင်တော့ဒီနာမည်ကိုပြန်ထည့်ရင်သူက error ပြလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်မရှိတဲ့နာမည်ပေါ့နော်အဲ့ဒါထည့်ပေးရမယ်ပြီးွားရင်အောက်ဆုံးမှာရှိတဲ့ apply ကိုနှိပ်ပေးရမယ်ဒါဆိုသူကအဲ့ဒီမှာ query ပြပေးမယ် create ဟုတ် schema ပြီးွားရင်အနောက်မှာ name ဆိုလိုတဲ့ဘက်က create database name ကိုဆိုလိုတာအဲ့ဒါဆိုလို့ရှိရင်သူကတေချာပြီလားမေးတယ်တေချာပြီဆိုရင်အောက်ဘက်က apply ကိုထပ်နှိပ်ပေးရမယ်ပေါ့နော်
အဲ့ဒီခါကြာလို့ရှိလို့ရှိရင်သူကဒီမှာ successful ဖြစ်ကြောင်းပြရမယ်အကယ်၍နာမည်တူတွေပါတယ်ရှိနေတယ်ပါတယ်ဆိုလို့ရှိရင်တော့ဒီမှာ successful လို့သူမပြဘူးပေါ့နော် error ပြမယ်ပေါ့နော် ဟုတ်ဘာဖြစ်လို့ error ဟုတ်တက်နေလဲဆိုပြီးတော့မှသူပြရတဲ့ခါကျအဲ့ဒီ error ကိုရှင်းရမယ်ရှင်းပြီးသွားပြီဆိုတော့မှတို့တွေ apply ပြင်နိုင်လို့ရမယ်ပေါ့နော်ဒါပေမဲ့ဒီမှာအခုလက်ရှိသူက successful ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အောက်ဘက်မှာရှိတဲ့ finish နဲ့ရပြီပေါ့နော်ဟုတ်အဲ့ဒီခါကြာလို့ရှိလို့ရှိရင်တို့ထဲမှာ success ဆိုတဲ့ database တစ်ခုရောက်လာလိမ့်မယ်ဒါဆို success ဆိုတဲ့ database ရှိကြောင်းဘယ်လိုသိရလဲဆိုရင်ဘယ်ဘက်အချမ်းမှာကြည့်ကြည့်လိုက်ဘယ်ဘက်အချမ်းမှာကြာလို့ရှိရင်အဲ့ဒါဆက်ထဲမှာရှိတဲ့ database တွေကိုပြထားပေးတာအဲ့ထဲမှာ success ဟုတ်ဆိုတဲ့ဟာရောက်နေပြီဒါဆိုလို့ရှိရင်တို့ထဲမှာ success ဆိုပြီးတော့မှဒါ database တစ်ခုရောက်ပြီနော်ဒါဟုတ်ဆိုလို့ရှိရင်ဆက်ထဲမှာ database ဘယ်နှမျိုးရှိလဲသိချင်တယ်ဒါဆိုအခုနသင်ထားတဲ့ထဲမှာပါတယ်ပေါ့နော်ဆက်ထဲမှာကိုယ့်ရဲ့ဆက်ထဲမှာ database ဘယ်နှခုရှိလဲသိချင်တယ်ဒါဆို database ဘယ်နှခုရှိလဲသိချင်တယ်ဆိုရင်ရေးပေးရမယ့် query က show database ဒါဆိုလို့ရှိရင်ဒီနေရာမှာ query ရေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်show ပြီးသွားပြီဆိုလို့ရှိရင် database BASES ပါတယ်နော်သူက database ဟုတ် semicolon မှာခံလိုက်အနောက်ဘက်မှာအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဒါကို run ကြည့်မယ်ဒါဆိုလို့ရှိရင်ဒီမှာ run button လေးရှိတယ်အဲဆို run button လေး click နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဆက်ထဲမှာရှိတဲ့ database name တွေကိုသူအောက်မှာပြပေးလိမ့်မယ်ဒီမှာ database ဆိုပြီးတော့မှသူပြပေးလိမ့်မယ်ဒါကဆက်ထဲဟုတ်မှာရှိတဲ့ database တွေကိုစစ်ချင်တယ်ဆိုလို့ရှိရင် show database နဲ့တွားပြီးတော့မှစစ်လို့ရတယ်ပေါ့နော်ဟုတ်ဟုတ်ဒါဆိုလို့ရှိရင်ဒါက database စောက်တာရဲ့ပြီးသွားပြီဆိုလို့ရှိရင်ဆက်ထဲမှာရှိတဲ့ database တွေကိုစစ်တာရဲ့ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင် database ပြန်ဖြတ်မယ် database ပြန်ဖြတ်ချင်တယ်ဆိုရင် drop database ပြီးသွားရင်အနောက်ဘက်မှာ database name ကိုဖြတ်ချင်တဲ့ database ရဲ့ name ကိုရေးပြရမယ်ဒါဆိုလို့ရှိရင်အခုလက်ရှိအောက်ဘက်မှာ database တစ်ခုဖြတ်မယ် drop drop ပြီးသွားပြီဆိုလို့ရှိရင် database BASE database ပြီးသွားပြီဆိုလို့ရှိရင်ကိုဖြတ်ချင်တဲ့ database name ကိုရေးပြရမယ်ဒါဆိုအခုနကတော့ငါစောက်လိုက်တဲ့ success ဆိုတဲ့ database ကိုပြန်ဖြတ်ကြည့်မယ်ဒါဆိုလို့ရှိရင် success ဆိုပြီးတော့မှဒီမှာ semicolon မှာခံလိုက်မယ်ဒါဆိုဒါကို run ကြည့်မယ်နော်ဒါဆိုအခုလက်ရှိဒီနာမှာဒီမှာ success ရှိနေတယ်နော်အခုနကတော့စောက်ထားတဲ့ success ဆိုတဲ့ database ရှိနေတယ်ဒါဆို run button နှိပ်မယ်ဒါဆိုကြည့်ကြည့်လိုက်အမှမရှိတော့ဟုတ် success ဆိုတဲ့ database မရှိတော့ query ရေးလို့တစ်ခုခုမှားတယ်ဆိုရင်ဒီအောက်ဘက်မှာ error ပြမယ်နော်အခုလက်ရှိကဒီမှာ ဟုတ် success ကဲ့ဖြစ်နေတယ်ဆိုလို့ရှိတော့သူကအလုပ်လုပ်နေတာ run နေတာပေါ့နော်အကယ်၍ error တစ်ခုခုရှိတယ်ဆိုလို့အနီရောင်လေးနဲ့ error ပြလိုက်မယ်အဲ့ဒီခါကျရင် error ပြန်ရှင်းလိုက်ပေါ့ error ပြန်ရှင်းပြီးသွားပြီဆိုလို့ရှိရင် query ပြန်ပြောင်းပြီးရေးအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ပြန် run ကြည့်လို့ရှိရင်မှန်တယ်ဆိုလို့ရှိရင်တော့သူအလုပ်လုပ်မယ်ပေါ့နော်